ဤဇလန်သည်တရားဥပဒေရဲ့မိခိုးရောင်နယ်ပယ်ထဲမှာကျင်လည်ကျဆားပြီးအကျွေးတောင်းရမှာဆရာကြားတဲ့ရှိနေမလေးရေချဲဝိုင်း Rachel Welch ရဲ့ကိုယ်တိုင်မိတ်ဆက်မှုနဲ့စတင်ထားပါတယ်။သူဟာကုမ္ပဏီအလွဲတွေဥပဒေဟာကွက်တွေကိုအသုံးချပြီးအကျွေးမဆက်ဘဲပုံရှောင်နေသူတွေကိုလိုက်လံဖမ်းဆီးပေးသူပါတရက်မှာတော့သူ့ရဲ့ကွင်းစင်အေဂျင့် Preston Braxton စီကဖုံးဝင်လာပြီးနာမည်ကြီးလူဆိုးကိုင်းချုပ်ဆာလာဇာဆော်ဝါဇာနဲ့တွေ့ဆုံမှုချင်းဆုံမှုရထားကြောင်းလှမ်းပြောပါတယ်။ Preston ကလက်ထဲမှာအထောက်ထားစာရွက်အစာတန်းတွေနဲ့ဆာလာဇာရဲ့လက်မှတ်ပါရထားပြီဖြစ်လို့အေးအေးဆေးဆေးပြန်ထွက်လာရုံပဲလို့ပြောပေမဲ့သူရောက်နေတာကအဆောင်တယောက်တည်းပဲရှိတဲ့ဆာလာဇာရဲ့တီးတန့်ကျုံးပေါ်မှာဖြစ်နေပါတယ်။ဒီအခြေအနေကိုရေချဲစိတ်မအေးဖြစ်နေတော့မှပဲ Preston ကစိုးရိမ်စရာမရှိကြောင်းပြောရှာပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဖုန်းလိုင်းပြတ်တောက်သွားပြီး Preston ရဲ့ကြောက်လန့်တကြားအော်ဟစ်တန်နဲ့အတူအဆက်အသွယ်ပြတ်တောက်သွားပါတော့တယ်။ရေချဲကနိုင်ရင်အကြီးကျယ်နိုင်မဲ့ရှုံးရင်တော့တချိုင်းမဲ့လို့တွေးရည်နဲ့ရေရုပ်လိုက်ပါတယ်တစ်ဖက်မှာလည်းဆာလာဇာကစာချုပ်ကိုညှင်းပယ်လိုက်ပြီးသူ့နောက်ကိုထက်လွတ်မဲ့သူမှန်သမျှကိုတပ်ပစ်မယ်လို့ချင်းချောက်နေပါတယ်ဒီသတင်းကိုကြားချင်းပဲရေချဲရဲ့အလုတ်အပ်သူဖြစ်တဲ့စပန်ဆာဂိုးစတိန်တယောက်ပြတလဲနဲ့ရေချဲနောက်ကိုစင်ကြံလန်းအတိုင်းလိုက်လာပါတယ်ရေချဲကတော့ဂိုးစတိန်အနေနဲ့ Preston အပေါ်တေချာဂယူးမဆိုင်ခဲ့လို့အခုလိုအသက်ဆုံးရှုံးရတာလို့ပြက်သားပြောလိုက်ပါတယ်ဒေါ်လာ1ဘီလီယံလောက်ကိုဘယ်တော့မှပြန်မဆက်မဲ့မန်နီဆာလာဇာလိုလူကိုရေချဲကတိုက်ရိုက်ရင်ဆိုင်ဖို့ပြင်ဆင်ပြီးအကျွေးနဲ့အတူကြိုတင်ဒေါ်လာ30တန်းတောင်းဆိုရမှာဂိုးစတိန်ကသဘောတူလိုက်ပါတယ်အထက်လူကြီးတွေကိုတော့အကြောင်းမကြားပဲအလုပ်ကိုပြက်သားဆုံးဖြတ်လိုက်တဲ့ရေချဲရဲ့လှုပ်ဟန်ကိုဂိုးစတိန်သဘောကျသွားပါတယ်ဆာလာဇာဟာနာမည်ပေါင်းများစွာအသုံးပြုပြီးပုံရှောင်နေတာမို့သူ့ကိုဥပဒေကြောင်းအရာဖမ်းဖို့ဆိုတာမလွယ်ကူပါဘူး။ဒါကြောင့်ရေချဲကစစ်စင်ရေးအတွက်စစ်ကူအဖြစ်စစ် Z နဲ့ Bronco တို့ကိုခေါ်ယူပြီးလက်ဖက်ညက်တိုက်စစ်ဆင်ဖို့ပြင်ဆင်ပါတယ်။ Bronco အဖွဲ့ကပြန်ပေးဆွဲတာနဲ့အဖြစ်အမှောက်လုပ်ငန်းတွေကိုတာဝန်ယူပြီးစစ်ရဲ့အဖွဲ့ကတော့လက်ပေးလက်ယူနဲ့လှုပ်ဝက်ထောက်လှမ်းရေးကိုကင်တွယ်ရပါတယ်။ဆာလာဇာဟာသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ Preston ကိုတပ်ပစ်ခဲ့တာမို့အခုအစီအစဉ်ကတော့လက်တွေ့ကျစနစ်တကျနဲ့ဝိုင်းပတ်ပိတ်ဆို့ရမယ့်စစ်စင်ရေးဖြစ်ပါတယ်။ရေချဲဟာစစ်ကိုဆော်ဒီအာရေဗျကိုလွှတ်လိုက်ပြီးသူကိုယ်တိုင်ကတော့ဘရွန်ကိုနဲ့အတူလှုပ်ရှားပါတယ်။ရေချဲဟာဆာလာဇာရဲ့ရှိနေဟိုယိုဝစ်စီကိုတုံးဆွဲသူတဦးအတွင်းနဲ့တွားရောက်တွေ့ဆုံပေမဲ့ဘရွန်ကိုကမဖိတ်ခေါ်ပဲဝင်ပါလာတာကြောင့်ဟိုယိုဝစ်ကရိပ်မိသွားပြီးလုံခြုံရေးအဆောက်ဂယ်ရီကိုခေါ်လိုက်ပါတယ်။ဒါပေမဲ့ရေချဲကဂယ်ရီကိုငြိမ်နေမလားနာကျင်သလားလို့ရွေးချယ်ခိုင်းလိုက်တဲ့အတွက်ဂယ်ရီနောက်ဆုတ်သွားပါတယ်။ရေချဲကဆာလာဇာရဲ့ကုမ္ပဏီတူတော့ဒီအကြောင်းသိထားလို့လာညှိနှိုင်းတာလို့ပြောပေမဲ့ဟိုယိုဝစ်ကညင်းပယ်ပြီးဒီကိစ္စထဲဝင်မပါဘူးတတိပေးပါတယ်ရေချဲလဲဖုန်းနံပါတ်ချန်ထားခဲ့ပြီးဆာလာဇာစီတိုက်ရိုက်သွားမယ်လို့ချင်းချောက်ကထွက်လာခဲ့ပါတယ်ပြန်ဆောင်ကြတဲ့အခါရေချဲကအစီအစဉ်အသေးစိတ်ကိုချပြပါတယ်ဘရွန်ကိုနဲ့ဘေကာကဆာလာဇာရဲ့အကျိုးစီးပွားတွေကိုဖျက်ဆီးဖို့ကျွန်းပေါ်ကိုတွားရမှာဖြစ်ပြီးစစ်ကတော့ဆော်ဒီကိုတွားပြီးတရားမဝင်ဟိုတယ်ဆောက်လုပ်ရေးကြောင်းအာနာပိုင်တွေကိုသတင်းပေးရမှာပါဒီလိုနဲ့ဆော်ဒီကဆောက်လုပ်ရေးလုပ်ငန်းပိတ်သိမ်းခံလိုက်ရတာကြောင့်ဆာလာဇာဟာတပတ်ကို4 တန်းလောက်ဆုံးရှုံးသွားပြီးရေချဲရဲ့လက်ချက်လို့ရိပ်မိသွားပါတယ်စစ်ဟာစိတ်ကန်းတာဝန်ခံကိုလက်ထိုးဖို့အတွက်ကားချင်းတိုက်မိတယ်လို့ဟန်ဆောင်ပြီးစာအိတ်ထဲပတ်စံထဲကကပ်ပေးခဲ့ပါတယ်စာရွက်စာတမ်းမပြည့်စုံမှုကြောင့်တန်မဏိတန်ချိန်20တူညပိတ်မိသွားပြီးဆောက်လုပ်ရေးအလုပ်သမား2000ခန့်ကတော့လစာအပြည့်နဲ့နားနေကြရပါတယ်ဒီကြားထဲရေချဲကစပိန်ကျွန်းပေါ်ကဆာလာဇာရဲ့ရေနံတွင်းကိုဒုတိယအကြိမ်တိုက်ခိုက်ဖို့အမိန့်ပေးပါတယ်ဘရွန်ကိုနဲ့ဘေကာတို့ဟာကျွန်းပေါ်ကအဆက်အသွယ်ဟာဘီယာနဲ့တွေ့ဆုံပေမဲ့ရိုးနီလန်းကိုသဘောမကျပဲရေနံတွင်းကိုမတိမတာဒုက္ခပေးနိုင်မဲ့လှုပ်ဝက်ဖြူးအသေးစားလေးသုံးဖို့ဆုံးဖြတ်ပါတယ်25 gram ပဲရှိတဲ့အဲ့ဒီပစ္စည်းလေးကြောင့်တန်ချိန်2သိန်းရှိတဲ့ရေနံတွင်းကြီးတစ်ခုလုံးအသုံးမကျဖြစ်သွားပြီးဆာလာဇာဟာတရက်ကိုဒေါ်လာ9သိန်းခွဲလောက်ထပ်မံဆုံးရှုံးသွားရပါတယ်ဆာလာဇာဟာဒေါသအကြီးနဲ့သူ့ရဲ့လုံခြတုံရေးအရာရှိဝီလီယံကိုခေါ်ယူတောင်းကျမ်းပါတယ်ဝီလီယံကတော့ဒါဟာအရေးချင်းရှိတဲ့အဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေတဲ့အမျိုးသမီးတဦးရဲ့လက်ချက်ဖြစ်ပြီးသူ့ကိုတပ်ပစ်လို့လည်းမရကြောင်းသူတည်ရင်ဥပဒေကြောင်းအရာအသင့်ပြင်ထားတဲ့ရှေ့နေ20လောက်ကဝိုင်းစော်ကြမှာမှုမလွယ်ကူကြောင်းရှင်းပြပါတယ်ဒါကြောင့်ရေချဲကိုဒေါ်လာတန်300လောက်ပေးပြီးကိစ္စဖြတ်ဖို့အကြံပြုပါတယ်ဒါပေမဲ့ဆာလာဇာရဲ့တကယ်ငွေကြေးအမြောက်များကိုတော့ဝုတ်ကန်ဆိုသူကဝက်ပေးထားတာပါရေချဲကလည်းဝုတ်ကန်ရဲ့အကြောင်းကိုသိပြီးသားဖြစ်နေပါဒေဘရွန်ကိုကပထမအကြိမ်တွေ့ဆုံမှုမှာဟိုယိုဝစ်ရဲ့ရုံးခန်းထဲမှာစက်ပစ္စည်းလေးတစ်ခုခိုးတက်ထားခဲ့လို့အချက်လက်တွေရထားတာပါဝုတ်ကန်ကလို့ဆိုတာဟာဖတ်စင်ဂျာမန်အာရက်စရင်ကင်တအူးဖြစ်ပြီးဂျက်တာမျိုးကနေဆာလာဇာရဲ့ဘီလီယံပေါင်းများစွာသောငွေကြေးတွေကိုကုမ္ပဏီအတုတွေနဲ့ဝက်ပေးထားသူပါသူ့ရဲ့ကွန်ပျူတာကိုမဝင်ရောက်နိုင်ဘဲနဲ့တော့ဆာလာဇာပိုင်ဆိုင်ကြောင်းတက်တည်ပြဖို့ခက်ခဲပါတယ်ဝုတ်ကန်ရဲ့အားနည်းချက်ကတော့အတ္တကြီးတာနဲ့ဂုံငင်းကစားနည်းကိုယူသွတ်တာပဲဖြစ်ပါတယ်ရေချဲကသူ့လူတယောက်ကိုအန်ဆာတို့အတူတွေဆက်ဆင်ထားတဲ့ရုပ်တုတစ်ခုနဲ့အတူဝုတ်ကန်ရဲ့ပါတီပွဲကိုလွှတ်လိုက်ပါတယ်အဲ့ဒီလူဟာကစားပွဲမှာဒေါ်လာ2သိန်းကျော်အထိနိုင်ခဲ့ပေမဲ့ငွေကိုညှင်းပယ်ခဲ့ပါတယ်ပတ်စံကိုညှင်းတဲ့သူဆိုရင်ဝုတ်ကန်ကမခံကျင်စိတ်ဖြစ်တတ်တာမို့ကိုယ်တိုင်ဝင်ကစားပြီးစိန်ခေါ်ပါတော့တယ်ရေချဲရဲ့လူကတမင်တကာရှုံးပေးလိုက်ပြီးငွေစားဝုတ်ကန်အတဲဆွဲဖြစ်နေတဲ့ရုပ်တုကိုလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်ဒီလိုနဲ့ထောက်လန်းရေးဆက်ပုံအောင်နေတဲ့ရုပ်တုဟာဖာရာဒေးလုံခြုံရေးစနစ်သုံးထားတဲ့ဝုတ်ကန်ရဲ့ရုံးခန်းထဲကိုတာယာပဲရောက်ရှိသွားပါတော့တယ်လက်ဆောင်ပေးသူကိုလူတွေကမတင်ကားမှဖြစ်တတ်တဲ့အတိုင်းရေချဲရဲ့အဖွဲ့ဟာဝုတ်ကန်ရဲ့ digital ကဘာထဲကိုတိုက်ရိုက်ဝင်ရောက်ပြီးလှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ရလက်အနေနဲ့အပြည်ပြည်ဆိုင်ရာတရားရုံးကနေဆာလာဇာရဲ့ပိုင်ဆိုင်မှုတွေကိုအလျင်အမြန်တတ်မှတ်ပိတ်သိမ်းလိုက်ပါတယ်ထောက်ပိတ်မိသွားတဲ့ဆာလာဇာနဲ့ရေချဲတို့ဖုန်းနဲ့အပြင်းထန်စကားစစ်ထိုးကြပြီးနောက်ဆုံးမှာတော့ဆာလာဇာကသူစိတ်ချရဆုံးလို့ထင်ထားတဲ့သူ့ရဲ့ကျွန်းပေါ်မှာပဲရေချဲနဲ့လူချင်းတွေ့ဖို့သဘောတူလိုက်ပါတယ်ရေချဲကဘရွန်ကိုအားလွတ်မြောက်ရေးလမ်းကြောင်းပြည့်စုံပြင်ဆင်ထားဖို့အမိန့်ပေးပါတယ်ဘ
Bronco ကကျုံးပေါ်မှာအဖွဲ့ကိုစူးစီးပြီးတွာလာရေးဘုံခွဲရေးနည်းပညာပိုင်းစတာတွေကိုတာဝန်ခွဲဝေပေးပါတယ်သူတို့ဟာလိုအပ်တဲ့လက်နက်ခဲယမ်းနဲ့မော်တော်ယာဉ်တွေကိုအစဉ်သင့်ပြင်ထားပြီးလိုင်ကူတွေရှိတဲ့လျှို့ဝှက်စခန်းတစ်ခုမှာအခြေစိုက်ပါတယ်ဆာလာဇာမှာပုဂ္ဂလိကစစ်သား90နဲ့ဒေသခံရဲတွေရှိနေတာကြောင့်အခြေအနေကတင်းမာနေပါတယ်လွတ်မြောက်ရေးလမ်းကြောင်း၃ခုစလုံးကိုစမ်းသပ်တဲ့အနေနဲ့မော်ရီနိုကရဲကားတစ်စီးကိုတမင်ရန်စပြီးရေမြောင်းကြီးတဲ့အထိဆိုင်ကယ်နဲ့မောင်းနှင်ကရဲတွေရဲ့တုံ့ပြန်မှုကိုစမ်းသပ်ခဲ့ပါတယ်မြောက်ဖက်လွတ်မြောက်ရေးလမ်းကြောင်းအတွက်ဂျိုင်ယိုကော့ပတာလေယာဉ်ငယ်တွေကိုသုံးဖို့ပြင်ဆင်ပြီး3မိနစ်အတွင်းပြန်တက်နိုင်အောင်အကြိမ်ကြိမ်လေ့ကျင့်ကြပါတယ်အနောက်ဖက်လွတ်မြောက်ရေးလမ်းကြောင်းမှာတော့ပေ300နက်တဲ့6ကမ်းပါးကြီးရှိနေလို့ဇလိုင်းကိုတုံးပြီးလျှို့ဝှက်မော်တော်ဆိုင်ကယ်တွေစီဆင်းသက်ဖို့စီစဉ်ထားပါတယ်ဘရွန်ကိုကအချိန်ကိုက်ဖြစ်အောင်အပြင်းထန်လေ့ကျင့်ခိုင်းပါတယ်တစ်ဖက်မှာလည်းဆာလာဇာရဲ့ဟိုတယ်ထဲမှာနားထောင်မှုဆက်တွေတက်ဆင်ဖို့အတွက်စစ်နဲ့ဘရွန်ကိုတို့ကစုံတွဲအသွင်နဲ့ဝင်သွားပြီးဘရွန်ကိုကနှလုံးရက်တလူလိုဟန်ဆောင်ကာတော့ကိုယူခဲ့ပါတယ်ရုံးခန်းထဲကကင်မရာတွေကိုလည်းဖျက်ဆီးပစ်လိုက်ပါတယ်အလုပ်တွေမခွဲခွာခင်မှာဘရွန်ကိုနဲ့စစ်တို့ဟာရိုးတေးသေးပဲနှုတ်ဆက်စကားပြောခဲ့ကြပြီးဘရွန်ကိုကစစ်ကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်ဘရွန်ကိုကဆာလာဇာကိုပို့ပြီးဖိအားပေးဖို့အတွက်သူ့ရဲ့ကိုပိုင်ချက်လေယာဉ်နဲ့တင်မောကိုပါပိတ်သိမ်းဖို့စီစဉ်ပါတယ်တရားရုံးကနေပိုင်ဆိုင်မှုအားလုံးသိမ်းဆည်းဖို့အမိန့်ချလိုက်တဲ့အခါဆာလာဇာတယောက်ဒေါသပေါက်ကွဲပြီးကျုံးပေါ်မှာလူချင်းတွေ့ဖို့ပို့ပြီးအတင်းအကျပ်တောင်းဆိုလာပါတယ်စစ်ဟာဒေသခံရဲစခန်းကိုတွားရောက်စုံစမ်းပြီးအဆောက်အင်အားအခြေအနေကိုပြန်လည်သတင်းပို့ပါတယ်ဘရွန်ကိုကစစ်ကိုဘယ်နေရာရောက်ရှာဖွေနိုင်မဲ့လှုပ်ဝက်ချီယာခံဆက်ပါတဲ့လက်ဆောင်တစ်ခုပေးလိုက်ပါတယ်သူတို့နောက်ကိုလူရောင်တွေလိုက်နေပြီဖြစ်လို့ရေချဲကဆာလာဇာကိုစောင့်ခိုင်းထားပြီးကားရန်ကိုတမင်အရှိန်လျှော့မောင်းခိုင်းပါတယ်တွေ့ဆုံပွဲမှာဆာလာဇာကဒေါ်လာတန်း350နဲ့စတင်ကမ်းလှမ်းပေမဲ့ရေချဲကမလှုပ်ရှားပါဘူးဒါနဲ့တန်း400အထိတိုးပေးပြီးရေချဲကိုအပေးယူလုပ်ဖို့မဟုတ်ရင်တော့အသက်အန္တရာယ်ရှိနိုင်ကြောင်းချင်းချောက်ပါတယ်ရေချဲကလည်းမတ်မလျှော့ပဲထွက်လာခဲ့ပြီးဝုတ်ကန်းစီကအချက်လက်တစ်တွေထပ်မရမချင်းဖိအားပေးဖို့ခက်ခဲနေဦးမှာဖြစ်ပါတယ်အခြေအနေပုံမတင်းမာလာပြီးဆာလာဇာရဲ့လူဆက်၄ယောက်ခန့်ကရွေချဲလို့ရှိရာကဖေးဆိုင်ကိုဝိုင်းလိုက်ပါတယ်ဘရွန်ကိုနဲ့အဖွဲ့ဟာအတန်တိတ်လက်နက်တွေကိုတုံးပြီးရန်သူအားလုံးကိုစင်ကြံလန်းမိဖို့ကြောင့်တဲ့အခန်းတွေထဲမှာတင်အသေးပြောက်မရှိရှင်းလင်းလိုက်ပြီးရေချဲကိုဘေးကင်းရာစခန်းကိုခေါ်ထုတ်လာခဲ့ပါတယ်ဒီသတင်းကြောင့်ဆာလာဇာတယောက်ပောက်ကွဲသွားပြီးရှေ့နေဟိုယိုဝစ်ကလည်းရေချဲကိုအခုလိုတိုက်ခိုက်တာဟာဥပဒေထောင်ချောက်ထဲတိုးဝင်လိုက်တာပဲလို့တတိပေးပါတယ်တစ်ဖက်မှာလည်းဝုတ်ကန်းကပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းမှုစူးစမ်းနေလို့ရေချဲကအဲ့ဒီပိုင်ဆိုင်မှုအားလုံးကိုဆာလာဇာရဲ့နာမည်နဲ့ချိတ်ဆက်ပြီးကုမ္ပဏီတွေကိုပါအပိတ်ခိုင်းလိုက်ပါတယ်ရလက်အနေနဲ့ဒေါ်လာ1.1ဘီလီယံတန်ကုမ္ပဏီကြီးတွေနဲ့အခြားလုပ်ငန်းမြောက်များစွာဟာခဏတွင်းချင်းအပိတ်ခံလိုက်ရပါတယ်ဆာလာဇာဟာရေချဲကိုထပ်မံခေါ်ယူတွေ့ဆုံရပါတော့တယ်ရေချဲကအခုဆိုရင်အကျွေးတင်ယုံတင်မကပဲသူလိမ်လည်ထားတဲ့အခြားယင်းနှိမ့်မြုပ်နှံသူတွေကိုပါသတင်းပေးလိုက်ရင်ဒေါ်လာ9ဘီလီယံအထိဖြစ်သွားနိုင်တယ်လို့ချိန်ချောက်ပါတယ်နောက်ဆုံးမှာတော့ဆာလာဇာအရှုံးပေးလိုက်ရပြီးဒေါ်လာ1ဘီလီယံအပြည့်ပေးရောဖို့သဘောတူလိုက်ရကအလုံးမဖြစ်တဲ့သူ့ရဲ့လုံခြုံရေးအရာရှိဝီလီယံကိုလည်းချက်ချင်းအလုပ်ထုတ်ပစ်လိုက်ပါတယ်ရေချဲကသတင်းကောင်းကိုစပန်ဆာဂိုးစတိန်စီဖုံးဆက်ပြောပေမဲ့ဂိုးစတိန်ကအောင်မြင်မှုကိုချီးကျူးပြီးတဲ့နောက်မှာဒေါ်လာတန်100လောက်ကိုကတ်ဆေးနေပြီးထပ်မံဈေးဆွဲနေပြန်ပါတယ်ရေချဲကဆာလာဇာလိုလူဆိုးကိုကင်တွယ်ရတာကကို့အလုပ်ရှင်ကိုကင်တွယ်ရတာထက်ပိုလွယ်သေးတယ်လို့ရေရွတ်လိုက်ပါတယ်ဒါပေမဲ့ဇလန်ကဒီတင်မပြီးပါဘူးအနောက်ဖက်ကနာရတဲ့ကလှုပ်ဝက်စခန်းတစ်ခုကိုကားတစ်စီးချင်းကပ်လာပြီးဆာလာဇာရဲ့လူတွေကရေချဲကိုပြန်ပေးဆွဲဖမ်းဆီးသွားပါတော့တယ်ဘရွန်ကိုနဲ့စစ်တို့ဟာဂိုးစတိန်ရဲ့ရုံးခန်းထဲကိုအတင်းဝင်ရောက်ပြီးကင်မရာတွေကိုပိတ်ပစ်လိုက်ပါတယ်ရေချဲဖမ်းဆီးခံထားရတာကိုဂိုးစတိန်ကအာဏာပိုင်တွေကင်တွယ်လိုက်မယ်လို့အေးအေးဆေးဆေးပြောနေတဲ့အတွက်ဘရွန်ကိုကဒေါသထွက်ပြီးသူ့ရဲ့အကျွေးတွေကိုအမြန်ဆက်ဖို့မောင်းထုတ်ပါတော့တယ်တစ်ဖက်မှာလည်းဆာလာဇာကဂိုးစတိန်စီကပတ်စံမရရင်ရေချဲရဲ့ခံဒါကိုစိတ်ပိုင်းတွေကိုနယူးယောက်ရုံးခန်းစီတစစီပို့ပေးမယ်လို့ရေချဲကိုချင်းချောက်နေပါတယ်ဘရွန်ကိုနဲ့အဖွဲ့ဟာရေချဲကိုကယ်တင်ဖို့အတွက်ရခိုင်ကပြင်ဆင်ထားတဲ့အစီအစဉ်အတိုင်းမိုင်းတွေဇလိုင်းတွေနဲ့ထောင်ချောက်တွေကိုတုံးပြီးရဲစခန်းနဲ့ဟိုတယ်ကိုစီးနင်းပါတယ်ဘရွန်ကိုရဲ့အဖွဲ့ကအဆောင်တွေကိုတနက်နဲ့ချိန်ပြီးဒူးထောက်ခိုင်းထားတော့မှာပဲအင်အားဖြည့်ရဲတွေထပ်မံရောက်ရှိလာပြီးပြစ်ခတ်မှုနဲ့ရုံးရင်းဆန့်ခတ်မှုတွေဖြစ်ပွားပါတော့တယ်ဘေကာကနောက်ဖေးတကားကိုဘုံခွဲဖွင့်လိုက်ပြီးရေချဲကိုကယ်ထုတ်ကလေစိတ်စီဥတီပြေးကြပါတယ်ဒါပေမဲ့လွတ်မြောက်ရေးလေယာဉ်က drone ပစ်ခတ်မှုကြောင့်ပျက်စီးသွားတဲ့အတွက်အနောက်ဘက်လွတ်မြောက်ရေးလမ်းကြောင်းအတိုင်းကားနဲ့မောင်းပြေးကြရပါတယ်ရန်သူတွေကနောက်ကနေအပြင်းထန်လိုက်လံပစ်ခတ်ကြပြီးဘေကာကရန်သူတွေကိုအာယုံလွှဲဖို့စခန်းထဲမှာပဲကြံရစ်ခဲ့ပါတယ်သူဟာဘုံခလုတ်ကိုကိုယ်တိုင်နှိပ်ဖို့ဆုံးဖြတ်ခဲ့တာပါဘရွန်ကိုကရေချဲနဲ့ဒဏ်ရာရထားတဲ့စစ်တို့ကိုခေါ်ပြီးဇလိုင်းကတဆင့်စိတ်ကန်းစီအပြင်းနဲ့ထွက်ပြေးခဲ့ပါတယ်တစ်ဖက်မှာတော့ဘေကာကဘုံတွေကိုဖောက်ခွဲလိုက်တာကြောင့်စခန်းတစ်ခုလုံးမီးဟုံးဟုံးတောက်ပောက်ကွဲသွားပြီးသူကိုယ်တိုင်လည်းပြန်ထွက်မလာနိုင်တော့ပါဘူးအဖွဲ့သားတွေဟာရန်သူအတားအဆီးတွေကိုတိုက်ဖြတ်ပြီးစိတ်ကန်းကကယ်ဆယ်ရေးတင်မောပေါ်ကိုဘေးကင်းစွာရောက်ရှိသွားကြပေမဲ့ရဲဘော်ရဲဘက်ဘေကာကိုတော့ဆုံးရှုံးလိုက်ရပါတယ်ဆက်ရှင်မြင့်တက်လာတဲ့နောက်ဆုံးခန်းမှာတော့ရေချဲဟာဆာလာဇာတယောက်အရေးရောက်မပြပဲပျောက်ဆုံးသွားပြီးမိုင်ယာမီမှာမစ္စတာစမစ်ကဆိုတဲ့နာမည်အတူနဲ့လှည့်လည်နေကြောင်းသိလိုက်ရပါတယ်ရေချဲကတော့ဒီကိစ္စအတွက်တယောက်ကတော့အုတ်ကူထဲသွားရမယ်ဒါဟာသူတော့မဟုတ်ဘူးလို့ပြက်ပြက်သားသားသတိပေးရင်းနဲ့ပဲဒီသေးထိတ်ရင်ဖို့စစ်စင်ရေးဇလန်းလေးကပြီးဆုံးသွားပါတော့တယ်